သည်တဘာဝပြက်ကလေးများဖြစ်ကြ၏လူလာတော်မီကိုရောဝါကြွေ၍နမိတ်ပေးသည်ຫນွေဦးတိုင်သောပရိဖူးတို့နှင့်တရုပ်ဆောင်၏ဖတ်ဆိုပြည့်စုံလာနေုံ၌ပွင့်ဖြူဖွေး၍ရနံ့မွေးပြသည်သားစီ၌မိုးခေါင်တော်လဲပတ်ဝန်းကျင်ရှိချောင်းမြောင်းတို့တောင်ကျရေကြောင့်ရေဖောင်သောဝါဆိုဝါကောင်၌မြရောင်အသီးတို့ရီးလေးကိုပြပြီးတမသီးမဲ့၍ကြီးငှက်တို့ပြန်လာကုန်လင်မိုးဆောင်သောလေသူတို့နှံ့မကြည့်တော့ရက်နှင့်လာတို့သည်ဤသို့လင်တစားတစားကုံလွန်လာခဲ့သည်နုနုငယ်နှင့်ပတ်သက်၍ဝမ်းသာခဲ့ရသမျှဗခက်အတွက်နှင်းငွေသည်ညွန့်မင်နှင့်အတူစိတ်မောရင်မောရပြန်၏ဗခက်ယောဂပြန်ထသည်စိတ်ကူရခက်သောနိုင်ငံရေးယောဂပြန်ထခြင်းသည်ယခုနှစ်တွင်ချမ်းပြည်နယ်နေဆက်များ၌မြန်မာတပ်မတော်နှင့်ကျူးကျော်သူတရုတ်ဖြူတို့ကြီးကျယ်သောတိုက်ပွဲများဖြစ်ခဲ့ကြ၏သတင်းစာများ၌ဟိုးလေးတကြောပါသည်မိထီလာသည်တပ်မတော်၏ဗဟိုအခြေစိုက်စခန်းကြီးဖြစ်၏တာစီသည်ရှမ်းပြည်နယ်သို့တက်ရန်စခန်းပြုံလမ်းဆောင်ဖြစ်၏မိရထားနှင့်တရန်မော်တော်ကားကြီးများနှင့်တမျိုးတပ်မတော်သားတို့ရှမ်းပြည်နယ်စီရှိတက်ကြရသည်ကိုမြင်ကြရ၏ကျော်ပွေကိုစီရိုင်းဖဲကိုစီနှင့်ရှမ်းတောင်တန်းများစီရှိလေရသောဤရဲဘော်ပေါင်းတို့နှင့်ဗနေရောက်သည်မိခင်မီကိုပြန်မြင်ကြရပါမည်လေအဖေများနေဆက်များတောင်ကုန်းမှုတောညွညွအဝယ်အသက်ပြောက်၍ထာဝစဉ်အိတ်ဆက်ကြရရှာလိမ့်မည်နေဆက်မှာတောင်တန်းပြနှင့်ကြောပွေဇလန်းကိုလူတိုင်းမြင်နိုင်မည်မဟုတ်မြေပြန့်ရှိမြို့ကြီးပြကြီးများတို့၌ကနိုင်ငံရေးစက်ခုံတို့တွင်ကာကျိုးဆုံ၍ဇက်ဆုံမြိုင်သည်အာဏာလက်ရှိသမားတို့ကတရုတ်ဖြူရန်ကိုလက်ညှိုးထိုးပြကြသည်ပြည်တော်သားစီမံကိန်းကိုလည်းကြွားပြကြ၏1952ခုနှစ်ရွေးကောက်ပွဲပြီး၌ပါလီမန်တွင်အတိုက်အခံအဖွဲ့ဟု၍ပေါ်လာသည်အတိုက်အခံအဖွဲ့သည်လူနည်းတော်လည်းအသံမြည်၏မိထီလာသားစီနယ်သည်ဆရာထိန်နှင့်သူ့နောက်လိုက်လူမိုင်များတကူကြောင့်အာဏာရပါတီအတွက်အဆအမိသေးသည်ဟုရခင်ကအဆိုရှိ၏မူလကျောင်းဖွင့်စာဗခက်သည်ကျောင်းမမှန်တက်သည်စာမမှန်ချက်သည်ယခုကဗခက်အလုပ်များပြန်ပြီသည်ဗခက်ပြန်လာလင်အစင်းသိကြည့်နိုင်ရန်နှင်းငွေရမှတ်စုများကိုမိတူကူထားရ၏နုနုငယ်ကအမည်တို့မျှအမှုမထူးခြားတော့လေညုံမေသည်မျက်နှာညှို့ညွတ်နှင့်ပြောတတ်၏နှင်းငွေနှင့်ဗခက်နေမနိုင်ဘူးလားနေတော်မှမနိုင်တာငါဘာလို့နိုင်မှာလဲနှင်းငွေမနောက်နဲ့ငါအကောင်းပြောနေတာငါလည်းအကောင်းပြောတာပဲညွန့်မေတားထက်ပြောပါဦးဗခက်ကိုဘယ်သူကနိုင်လို့လဲညွန့်မေကတပြင်းလေးချ၏အေးလေဘယ်သူမှမနိုင်ပါဘူးသူ့နာမည်ကဗခက်တဲ့သူ့အနေကိုငါစိုးရင်လို့ပါနှင်းငွေနင်းတလွဲမထင်နဲ့နှင်းငွေကညို့မေ၏မျက်လုံးများကိုကြည့်ညို့မေ၏မျက်နှာညှိုးတော်လဲအင်ထရီပြည့်၍တည်ငြိမ်နေသည်ထိုနည်းတူစွာမျက်လုံးများကလည်းအေဂျင့်တည်ငြိမ်နေ၏နှင်းငွေကြည့်သည်ကိုမျက်လုံးမလွဲပဲစူးစိုက်ပြင်ကြည့်သည်နှင်းငွေကအရင်မျက်လုံးလွှဲရသည်ရုံမြူမလေးကိုသူနားမလဲဤရွှေကြီးညုံမလေးကိုသူပိုနားမလဲတေးချင်းဆန်းပါပြီနှင်းငွေသည်ရွာမွန်သားတို့ဥတီကစပိန်စီလာ၏ကားလိုင်းလက်ရဘက်တောင်ဘက်အဝေးစီ၌ရေပြင်ကျဲကိုတွေ့ရသည်အဆကမူလေမြေနှိမ့်၌တောင်ကျရေအိုင်မှုထင်ခဲ့သည်ယခုမူဤရေအိုင်သည်စီကမ်းမဲ့သောစမုံမြစ်၏အစာဟုသိရသည်စမုံမြစ်ကြောင့်ရာသပင်စာအုပ်များတွင်ဖတ်ဖူးသည်အနွယ်ထိုင်းအိမ်မက်ထဲမှနဂါးတစ်ကောင်သည်စမုံသည်ရှမ်းရုံးမှမြစ်ဖျားမခံရမဲသိန်းဘက်မှမြစ်ဖျားခံလာသည်တာစီနယ်ကိုဖြတ်ခါကူမဲကြောက်ဆယ်စီစီးစင်း၏နွေခါဆွန်လင်မြစ်ဖျားစီရှိသည်ပဲမထင်ရယခုအချိန်မှရေပြည့်နေသည်ကျေးဇူးရှိစွာပြည့်သည်မဟုတ်စိုက်နိုင်ပြုံးနိုင်သောမြေမှန်သမျှပြက်အောင်လွှမ်းလျက်ပြည့်နေသည်ရွာမွန်သားနီးကပ်လာသောအခါလမ်း၏လက်ရဘက်စနေမြေများထက်နွားစာပြောင်းခင်းများကိုတွေ့ရသည်အခြားဆိုင်ခင်းများမတွေ့ရလမ်း၏လက်ဝဲဘက်မြောက်ဖက်၌သာစိမ့်ဆိုသောကောက်ရင်ခင်းများကိုမြင်ရသည်ပေါင်းမရှုပ်သေးသောထေရတစ်သည့်မြေညွညွတို့ထက်ငရုတ်ပင်ဆင်းဆင်းမောင်မောင်များပူပူနေနေပေါက်နေကြ၏ရွာမွန်သားတရားကြီးဘေးရှိကြောက်ဆယ်မှရေတို့သည်ငင်းငင်းသာသာကျနေ၏ဆယ်တောင်ဘက်ချောင်းတွင်၌ရေပြည့်နေသည်ဤရေတို့မင်းလာကန်ကြောက်တကားမှလာကြောင်းနှင်းငွေတီးပြီးဖြစ်၏ချောင်းတွင်၌ယောက်ျားတို့ရေကူးနေကြသည်ဇက်လိုက်ပြမှာဒိုင်မင်ထိုးချသူကချနေ၏ရေအိုးကိုစီနှင့်ရေခက်လာသူရွာသူအပြိုကျောညူညူတို့ကလည်းတွေ့ရသည်နှင်းငွေသည်ရွာရင်းဝင်ခဲ့ပြီးထုံးစံတိုင်းဗခက်တို့တဲ၌ရက်၏နှင်းငွေကစပိန်ဘဲကိုအချင်းချင်းနှိပ်သည်ဒေါ်မြထွက်ပေါ်မလားတစ်ဖက်ခြံမှာရေရှားနှင့်မိမတို့ထွက်လာ၏အလိုမြို့ပိုင်သားလေးပါလားမြို့ပိုင်သားလေးကိုအခေါ်ခံတိုင်းနှင်းငွေမှာရင်တွင်ကတိကောင်ဖြစ်မိသည်တို့ရာတွင်မတက်နိုင်ပြီဒီရွာသူ့ကိုဒီတိုင်းသာသိနေကြ၏
အော်အမကြီးကြီးတော့မြဘယ်သွားလဲဘယ်သွားအောင်လဲငရုတ်ခင်းထဲမှာပေါ့ဒါထက်မြို့ပိုင်သားတော့တငယ်ချင်းဘာခဲ့ပါမလားဘူးလားမပါဘူးဗျဒါထက်အမကျွန်တော်ဆိုရင်ဒီမှာထားခဲ့မယ်နော်ထားခဲ့လေအမကြည့်ထားပါမယ်ပြီးတော့ကျုပ်တို့ရွာမှာသကိုးမရှိပါဘူးမြို့ပိုင်သားရဲ့နင်းငွေဒီစပိန်ကိုတော့ခက်ပြီးချက်နှင်းမှာထွက်ခွာသွားရင်ပြည်သည်ရွာသူမိန်းမနင်းငွေကြောမလေတနက်ကိုကြည့်ပြီးဆို၏မြို့ပိုင်သားငှက်ပြစ်ထွက်လာလားဟုတ်တယ်မဘာဖြစ်လို့တော့ဘာမှဖြစ်ပါဘူးကျိုးရရင်တကောင်တော့အမကိုပေးမလားစပိန်ဆောင်ကလေနင်းငွေရသဘောကျသွားရဲ့သည်မိမိကိုယ်ကိုသဘောကျမိခြင်းဖြစ်၏ဒီတိုင်းဆိုရင်ခင်နှန်းစီမိမိသွားစီကိုမြည်သူမြအထူးဆန်းထင်မိမဟုတ်နင်းငွေရလှိုက်လဲစွာစကားပြန်သည်စိတ်ချမှအမတို့ဂျိုးတကောင်ပေးပါမယ်နင်းငွေသည်မိမိကိုယ်ကိုစိတ်ချယုံကြည်စွာနှင့်ခင်နှန်းဘက်သို့ထွက်လာခဲ့၏လမ်းတွင်ငှက်ငယ်များကိုတွေ့ရ၏ရခင်ခေါများအမှုနှင်းငွေသည်ငှက်မဖြစ်တနတ်သည်ဟန်ဆောင်၍ကောင်းဆောင်လာသည်ယနေ့၌မူရွာသူမိန်းမကိုသူဂတိထားမိခဲ့၏ခင်နှန်းမရောက်မီထနှောင်းပင်ပြိုတပင်ထက်ဂျိုးတကောင်ကိုတွေ့သည်ဂျိုးငှက်သည်အန်ရီယကိုသတိပြုမိဟန်မတူတာယာစွာကူနေ၏နှင်းငွေတနတ်ပြောင်းကိုဂျိုး၏ရင်မုံတက်တဲ့စီချိန်လိုက်၏ခလုံမောင်းကိုတာတာဆွဲချလိုက်တကူကူးတိုင်ရုပ်ကြီးပြောက်သွား၏ဂျိုးငယ်သည်မြေပြင်သို့ဖုတ်ခနဲကျလာသည်မြေပြင်ရောက်သောအတောင်ပံများခိတ္တတစ်ဖြက်ဖြက်ခက်ရှာသည်ထို့နောက်အားလုံးငြိမ်ကြသွား၏နှင်းငွေသည်တနက်ကိုကြောနိုင်ပြန်လွယ်သည်ဂျိုးစီငောင်းကိုကောက်ပြီးခင်နှန်းစီဆက်လျှောက်လာခဲ့၏ခင်နှန်းအောင်စမ်းချောင်းသည်တွင်တွင်စီးနေ၏အဝေးကပင်နုနုငယ်ကိုလှမ်းမြင်ရသည်နုနုငယ်သည်စမ်းရည်ရင်အတွင်းသို့တစုံတရာတို့ကိုစိတ်ပါဝင်စားစွာမျောလွတ်နေ၏မဒုမကျဲလဲတီဆုံနေ၏တာယာမြည်လေကျွေးတာလိကငယ်လေကြီးရှိခင်စွတ်ကေကကျူးတယ်ကိုတင်တိုင်းဝှက်ကေကမြူးတယ်ကိုတန်ချိုတဲ့အေးပတ်တဲ့ပဲထွေးစာပေးခွန်ကြချီရီခင်ရင်မျှပါလို့လေချိုသာလုံးသောတချင်းတန်ကိုနားထောင်ကောင်းလာသောကြောင့်နင်းငွေသည်မလန်းမကန်းတွေရက်လျက်ငြိမ်ဆောင်နေတို့ရရီနုနုငယ်ရသူ့ကိုမြင်သွား၏လာလေးကိုဘာရက်ကြည့်နေရလဲသူကထုံခါကြောင့်မှတွတ်လျှောက်၍နုနုငယ်အနာကပ်သွား၏နုနုငယ်တချင်းဆူတန်တိတ်ကောင်းလို့ကိုရက်နားထောင်နေရနုနုငယ်မျက်နှာလေးသည်တန့်စင်ဖြူဝင်းနေ၏အပြုံးကလေးကလည်းရွှေ့ကြည့်နေ၏ခဏလိုက်ပင်နုနုငယ်၏အပြုံးချက်သွားသည်မျက်လုံးများထိတ်လန့်စွာနှင့်နင်းငွေလက်တွင်းမှကျိုးသေးကိုဆိုက်ကြည့်နေ၏ထို့နောက်မှနင်းငွေမျက်နှာကိုဒေါသနှင့်ကြည့်၏ကိုဘာလို့ရက်ဆက်ရတာလဲနုနုငယ်၏အသံသည်မာလဲမာနေတုံလဲတုံနေ၏နင်းငွေကနုနုငယ်၏မျက်နှာကိုတလဲကျိုးသေးကိုတလဲကြည့်သည်ဘာဖြစ်ရမှန်းတော့မသိနုနုငယ်ကထက်အောင်သည်မင်းနေရာကိုမဖြစ်ဘူးလားအော်ဟိုလေလမ်းမှာတွေ့တာနဲ့ပြစ်ခဲ့တာကိုကတော့လွယ်လွယ်လေးဒါပေမဲ့အခုဆိုရင်ငိုတဲ့သူကငိုနေပြီကိုကိုလည်းကြိမ်ဆဲနေပြီဘာပြောရနုငယ်ငိုတဲ့လူကငိုနေပြီပြီးတော့ကိုကိုလည်းကြိမ်ဆဲမယ်ဘသူကလဲနုငယ်ကနှင်းငွေကိုကြည့်ပြီးစိတ်ပြက်ဟန်ကောင်းခါသည်ကိုဘာမှမသိပါဘူးသူတို့ချစ်ချင်းကိုခွင်းရင်ငှက်ကလေးတွေကငိုကြတယ်ပြီးတော့ကျင်းလည်းတိတ်ကြိမ်သေးတယ်သူတို့စကားကိုနားလဲကိုတိတ်ကြောက်သွားမယ်နုငယ်၏စကားကြောင့်နှင်းငွေရဲချင်သွား၏တို့ရတွင်မရေဝင့်နုငယ်စိတ်ဆိုးပြန်မှုပြောရ၏နုငယ်မကြရင်ကိုနောက်ကိုမပြစ်တော့ပါဘူးကဲဒီဂျိုးလဲသွားပြီတော့ပြောဆိုနှင်းငွေကဂျိုးကိုလွန့်ပစ်လိုက်တို့ရတွင်နုငယ်ကဆိုသည်အိုးဒီလိုလုံးလို့ဘယ်ကောင်းမလဲဘာပြောရလဲနုငယ်သည်နှင်းငွေကိုဖြေတစုံတစ်ခုကိုရှာဖွေရန်မြေပြင်ကိုလက်ကြည့်ကို့မှာမြေကြီးတူးစရာမပါဘူးလားမြေကြီးတူးစရာမပါဘူးဘာလို့မလို့လဲကို့တနတ်ပြောင်းနဲ့တူးလို့မရဘူးလားကျန်ဖန်နုငယ်ကလည်းဘယ်ရပါမလဲပြီးတော့တနတ်ပြတ်သွားမှာပေါ့နုငယ်သည်မျက်မှောင်လေးတို့၍ငြိမ်စဉ်းစားနေခဏကြာတွင်အကြံရဆိုသည်ကိုသွားကောက်ဆန်းဘာသွားကောက်မှာလဲခုနကကိုလင်းပြလိုက်တဲ့ဂျိုးပေါ့ဘာလို့မလို့လဲသွားကောက်ပါဆိုကောက်ဆန်းမှာနင်းငွေသည်စကားမရှိတော့ပဲဂျိုးကိုသွားကောက်ခဲ့လာဒီမှာချနုငယ်ညွှန်ပြတော့မြေပြင်တနေရာတွင်နင်းငွေကဂျိုးသေးကိုချလိုက်၏နုငယ်သည်မြေပြင်မှတိရွက်ချောင်းတိရွက်ဆွေးတို့ကိုကျုံးယူဆူဆောင်း၍ဂျိုးသေးကောင်ထက်ဖုံးသည်ဘာကြည့်နေရလဲကိုလဲလို့လေနင်းငွေသည်ရဲချင်းလာပြန်၏သူ့မျက်နှာကိုနုငယ်မမြင်စီရန်ခေါင်းကုန်းလိုက်ပြီးတိရွက်များကိုကျုံလျက်နုငယ်နီးတူပဲဂျိုးသေးပေါ်ဖုံးလွှမ်းနေ၏ဂျိုးသေးပြောက်သွား၏တိရွက်6ပုံသာရှိတော့၏ထိုစဉ်နုငယ်ကထူးဆန်းသောစကားကိုဆို၏နုငယ်တို့တန်တကုံတင်ကြရအောင်ဘာတန်တကုံတင်ကြမယ်ဟုတ်တယ်လေကိုကယောက်ျားပဲကိုတင်အိုးချမ်းဖန်ကိုဘယ်တင်တတ်ပါမလို့ကိုရင်ဝတ်ဖူးလားဝတ်ဖူးတာပေါ့ဘာဖြစ်လို့လဲဒါတော့ကိုတန်တကုံမတင်တတ်ဘူးလားဟာကိုရင်ကဘယ်တင်တတ်မလဲအဲ့ဒါဖုန်းကြီး
လောက်တာလေနုနုငယ်ကတပြင်းဆိုင်ပြီးစဉ်းစားပြန်၏ထို့နောက်လေးနှစ်ဆို၏အင်းလေဒါဖြင့်ခရစ်ယာန်နေလိုပဲဆူတောင်းကြအောင်အတူတူပဲနေမှာပေါ့နုနုငယ်ကတိရွက်ပုံပေး၌ဒူးထောက်လိုက်လက်ဝါးနှစ်ဖက်ဘူးကရှင်ဝင်တွေကတ်ထားပြီးနှင်းငွေကိုမောကြည့်သည်ဒါလေမထူးတော့ပြီမင်းတို့ငယ်ကျင်းနဲ့လျင်ပြီးပါလေရောနှင်းငွေရလေနုနုငယ်ဘေးတွင်ရှင်လျက်ဒူးထောက်လိုက်ရ၏နုနုငယ်ကမျက်ထောင်ရှင်များကိုဆင်းမိတ်ပြီးနူးညံ့သိမ်မွေးစွာဆူတောင်း၏အိုးအဖဖျားသခင်ဤတတ္တဝါငယ်သည်အေးချမ်းစွာအိပ်ပျော်ပါစေလောဤပြမှုကိုကျွလွန်သူအားလည်းမဟာကရုဏာနှင့်ခွင့်လွှတ်တော်မူပါသူဝိညာဉ်မှာအကုသိုလ်ဆုံးထင်းကိုပယ်ဖျက်တော်မူပါအာမင်အဆသောနှင်းငွေရဲခြင်းနေသည်တို့ရတွင်နုနုငယ်ဆူတောင်းပုံမှာလှိုက်လဲလာ၏နှလုံးသားမှလန်းဟန်ရှိသောအတန်ချိုချို၌ကရုဏာပြေပါ၏မျက်လုံးများကိုဖွင့်ကြည့်လိုက်ပြီးနုနုငယ်ကသူ့ဘက်သို့လှည့်၍နူးညံ့စွာဆိုသည်ကိုလဲဆိုလေနော်ဘာဆိုရမလဲနုငယ်အာမင်လို့ဆိုနှင်းငွေကမျက်လုံးကိုပိတ်လိုက်ပြီးတီးကြည်စွာအာမင်ဟုကြေရွတ်သည်နုနုငယ်သည်စိတ်ပေါ်ပါသောဟန်ဖြင့်နေရာမှထသည်မျက်နှာလေးကလည်းပျော်ပြောင်းတိမ်မွေ့နေ၏နုနုငယ်နှင့်နှင်းငွေသည်စမ်းချောင်းဘေး၌အတူတွဲထိုင်လိုက်ကြသည်စမ်းချောင်းဘေးမြေပြင်တွင်စက်ကူကိုခောက်ချိုးလှုပ်ထားသောလှေနှင့်နှစ်ပင်၌သင်္ဘောကလေးများရှိ၏စောစောကဆိုင်းရင်တွင်နုနုငယ်မျောလွတ်နေသည်မှာဤရာလေးတို့ကိုပင်ဖြစ်လေလိမ့်မည်အတန်ကြာချိန်နေရာမှနုငယ်ကစတင်စကားပြော၏ကိုဒီလိုငှက်လိုက်ပြနေတာအင်းရမဆူဘူးလားမိမိကတော့တစ်ခါဆူတာပဲဒါမဲ့ဖေဖေကလည်းအမဲလိုက်တယ်ဒီလိုတနက်ကိုလည်းကို့ဖေဖေဝယ်ပေးထားတာကိုဒီလာတိုင်းလမ်းမှာငှက်ပစ်တာပဲလားမပစ်ပါဘူးနုငယ်ဒါမဲ့လီတနက်ပါတော့ဘယ်သူမှကို့အထင်မလွဲဘူးကိုကဒီကိုလာခြင်းနဲ့မဟုတ်လားကိုငှက်ပစ်ချင်အောင်ဆောင်ပြီးနုငယ်စီလာတာပါပဲနုငယ်သည်ဆိုင်းရင်ကိုစိုက်ကြည့်နေသည်နှင်းငွေစကားဆုံးသွားသောအခါမျက်တောင်ရှိများကိုဖြင်းချင်းစွာပင့်လန်လျက်ပြာလဲရီဝေသောမျက်လုံးများနှင့်နှင်းငွေကိုမောကြည့်သည်ကိုကနုငယ်စီကိုဘာလို့လာလဲအိုးအဲ့ဒါကိုဘယ်လိုပြောအောင်လဲမသိဘူးနုငယ်သည်မျက်လုံးလွှဲမပြစ်ပဲသူ့ကိုစိုက်ကြည့်မြင်ကြည့်နေသည်သူကလည်းမျက်လုံးမလွှဲနိုင်မွေမွေကုံသောရှင်နှင့်နုငယ်ကိုပြန်ကြည့်နေမိသည်နုငယ်၏မျက်လုံးလေးများတတငင်ငင်လဲနေသည်လဲနေသောမျက်လုံးလေးများ၌မျက်ရည်များပြည့်ရှံလာ၏နုငယ်သည်မျက်နှာလွှဲလိုက်ပြီးဖြင်းချင်းစွာခေါင်းခါလျက်ဆို၏ကိုတော့ဒုက္ခပဲဘာပြောနေနုငယ်ဩကိုတော့ဒုက္ခပဲလို့ပြီးတော့နုငယ်လည်းဒုက္ခပဲဘာလို့ဒီလိုညီးရတာလဲနုငယ်ကမဖြစ်နုငယ်ဒီမေးခွန်းကိုမဖြစ်တမ်းနှင်းငွေတီးပြီးဖြစ်၏နုငယ်သည်မြေပြင်မှဆက်ကူလေးတစ်ခုကိုကောက်ယူပြီးစမ်းချောင်းထဲချလိုက်၏ဆက်ကူလေးငယ်သည်စမ်းချောင်းရင်၌ပြောပါသွား၏နုငယ်ကစကားလွဲဟန်ရုတ်တရက်မေး၏အခုဘာခက်ပြန်မလာသေးဘူးလားပြန်မလာသေးဘူးနုငယ်ဘာဖြစ်လို့မေးရလဲနုငယ်စီကအိုင်ချင်းဆိုခြင်းနဲ့ဆိုလို့ပါနုငယ်ကူးထားတယ်ဟုတ်ပါရဲ့ဟိုတနေ့ကစာသင်ဆရာဦးကျော်စင်ကပြောတယ်အိုင်ချင်းဟာရထုတဲ့အဆင့်မြင့်နေတယ်တဲ့မြန်မာကြေးရွာစရိုက်နဲ့သဘာဝကိုလည်းပြီးအောင်ဖော်နိုင်တယ်တဲ့အခုခေတ်မှာတော့အိုင်ချင်းဆက်တဲ့သူမရှိသလောက်ရှားပြီးဆိုတဲ့သူတွေကလည်းပြောက်ကုန်ပြီတဲ့နုငယ်လည်းကြားသားမို့လားဆရာဦးကျော်စင်သည်တက္ကသိုလ်ဝင်အတန်းကြီးများကိုမြန်မာစာပြသူဖြစ်၏တနေ့ကဝင်ကြီးပရိသတ်ရာစာ၏ဒရာချင်းကိုတင်ပြရင်ကျေးလက်သဘာဝတေးများအကြောင်းစကားဆက်လျက်အထက်ပါတိုင်းမှတ်ချက်ချဘူး၏နုငယ်တော့ဆိုတတ်ပါတယ်ဦးလေးကန်လည်းဆိုတတ်တယ်ဦးလေးကန်ကပတလာတီဗီနုငယ်ကိုအဆိုတင်မိတယ်ဟဲတဲဟုတ်ပါလားကို့နုငယ်တပုတ်ဆိုပြမလားကိုတကယ်နားထောင်ချင်လို့လားနုငယ်ရဲ့ကိုမလိမ္မာဘူးဒါဖြင့်ဆိုပြမယ်ကျောင်းမှာတော့ရှောင်းမပြောနဲ့တော်တော်ကြာအတက်တဲ့နုငယ်ဆိုပြနေအောင်မယ်ရှောင်းမပြောပါဘူးကိုတော့ဒီမှာဆိုပြတော့နုငယ်သည်လဲချောင်းရှင်းလိုက်၏ဒေရန်လေးဆန့်ပြီးခေါင်းလေးမော့လိုက်သည်ဖြည်းလေးဆွဲငင်စွာတီဆိုပြ၏ချစ်တဲ့တငယ်လေးတငယ်ချင်းကောင်းရောင်းမတို့လေငါ့ကိုလွယ်အမေကြီးနဲ့ဘာကြီးဖြက်လို့အိမ်လေးထောက်မှာစူးရီချလျက်ဖြန်နှဲငယ်မှာစေစုံလေကားကုန်းမှာဂလုံမောင်းကြောင့်စောင့်တော့တယ်လေကားဦးမှာဘလူးမောင်းကြောင့်စောင့်တော့တယ်လေကားချီမှာစူးလေမောင်းကြောင့်ကျဲတော့တယ်အိမ်တိုင်းမှာနွားရိုင်းမောင်းကြောင့်ချီတော့တယ်ထရန်ချားမှာဓားသွားမောင်းကြောင့်ထားတော့တယ်အိမ်ချမ်းချားမှာအပ်သွားမောင်းကြောင့်စီတော့တယ်အိမ်မူးခေါင်မှာလန်ထောင်မောင်းကြောင့်စိုက်တော့တယ်မောင်းလဲဘယ်ကတက်ပါမယ်မဲလဲဘယ်ကဆင်းမရမယ်ဖြည်းလေးဆွမ်းငင်စွာတီဆိုနေရမှနုနုငယ်၏အတန်သည်တိမ်ဝင်သွား၏နုနုငယ်သည်ရုပ်ချီနေရမှထားလိုက်ကိုန
နုငယ်ပြန်တော့မယ်အိုနေပါအောင်တချင်းဆုံးပြီလားနုငယ်ကခေါင်းခါပြသည်မဆုံးသေးဘူးဆုံးအောင်လည်းမဆိုးချင်ပါဘူးနေဝင်တော့မယ်ကိုလည်းပြန်တော့ကိုကိုဂလုံကိုက်လိုက်မယ်နင်းငွေသည်ထုံးစံတိုင်းနားမလည်လားစွာနုငယ်ကိုပြန်ကြည့်ထိုစဉ်အသက်ကြီးတစ်ခုကြားရ၏ဂလုံအော်တန်ဟုပင်နင်းငွေထင်လိုက်မိမင်းနုငယ်နေပဲမလဲနုငယ်သည်ကြားဟင်းဆန်ကြားသောယုံကြည်မှလေးကဲ့သို့စမ်းချောင်းမေးမှပြေးထွက်သွား၏ပထမမူနင်းငွေကထားကြည့်ပြီးကြံ၏ထို့နောက်တတိယ၍လက်ပတ်ပင်ရှိစူးရချုံသို့တိုးဝင်ပြီးလှမ်းကြည့်သည်စမ်းချောင်းနှင့်ဂိုင်းစိတ်ခန့်အကွာ၌လူကြီးတူရက်နေသူ့လက်တွင်၌ဝါလိုကျိန်လုံးမသိသောဒုတ်တစ်ချောင်းကိုကိုင်းထား၏သူ့ရှေ့တွင်နုငယ်သည်ကုတ်ကုတ်လေးရက်နေ၏အနိကမြင်ရရင်ဆက်တုံနေပြီလို့မပြောတတ်လူကြီးဟင်းအောင်တန်ပေါ်လိုက်နေဝင်တော့မယ်ဘာလို့မပြန်ရသေးရလဲဝေကြိုက်ခံနေလို့လားနေငါ့ကိုတပူပေါ်နှစ်ပူဆင်းအောင်လုပ်မလို့လားဟုတ်လားလူကြီးသည်တို့ကိုလွှဲမြောက်လိုက်နုငယ်၏ကြောက်လန့်တကြားအော်တန်ကိုကြားရသည်လူကြီး၏တို့သည်နုငယ်၏ကိုပေါ်သူမကြသူ့ကိုယ်သူထိမ့်လန့်ဟန်ရှိသည်နုငယ်ကအင်ကြီးစီပြန်ပြေးသည်လူကြီးကဆန်းချောင်းစီလျှောက်လာ၏စူးရင်ချုံသည်အနီးကကြည့်သူမမြင်နိုင်အောင်မလုံးနင်းငွေသည်စင်ကြီးချောတိုင်းတနက်ပိုင်ရင်လှိမ့်ချလိုက်လှိမ့်သောကိုသည်စောစောကတေးရွက်ပုံတိုင်းမိသွား၏ဂျိုးစီကောင်ပေါ်လာသည်နင်းငွေကဂျိုးစီကောင်ကိုကောက်ယူလိုက်ပြီးခြေတံမကြောက်အောင်ဖော်နှင်းပြေးသည်ဤတိုင်းဆက်ပြေးတော့သူ့ကိုလူမြင်ပေမီနင်းငွေသည်ရက်လိုက်ပြီးကိုပြန်လှိမ့်ဒီတနက်ကိုမောင်းနေပြီးလက်ပတ်မီမော်ချိန်လိုက်သည်ကံအားလျော်စွာလက်ပတ်မီထက်၌ဂျိုးတကောင်ရှိနေ၏ဖောက်ဒီတနက်မှကြီးထွက်သွားသည်ဂျိုးငှက်ကထပြန်ပြီးသည်ဆော့ဆော့ကနုငယ်နှင့်စကားပြောနေကြသောနေရာ၌လူကြီးပေါ်လိုက်နင်းငွေသည်ဂျိုးတနက်ကိုလက်ဖက်ဆွဲရင်တနက်ကိုလက်တစ်ဖက်မှကန်ကလေးချွန်လျက်လူကြီးထံရှေ့ရှုရှောက်လာခဲ့အနည်းသို့ရောက်သောအခါလူကြီးသည်နုငယ်၏ဖခင်ဖြစ်မဲ့နင်းငွေမှတ်မိသည်တော်ပါသေးသည်သူ့ကိုလူကြီးမှတ်မိပုံမရမှတ်မိဖို့ကလည်းမလွယ်ကျောင်း၌နင်းငွေသည်ပစိုးအမြဲဝိလိရှိသည်ယခုစပိုးရှက်ဘောင်းမီရှင်နေဖြစ်၏ခေါင်း၌လည်းအဝိပြော့အုတ်ထုတ်ကိုစောင်းထားသည်ဟေ့တငယ်မိဒီမှာဘာလာလောက်ထားလဲနင်းငွေကဂျိုးသေးကိုမြောက်ပြ၏ထို့နောက်မောပန်းလာသည့်ဟန်ဖြင့်စမ်းချောင်းတွင်းမှရေကိုလက်ခုပ်နှင့်ခတ်တော့၏အမှန်မှာနှင်းငွေ၏ရင်တွင်ပူလောင်နေ၏ရေတော့ပြီးနောက်နှင်းငွေကလူကြီးကိုလှည့်ကြည့်သည်လူကြီးသည်တောင်းတောင်းကြီးရက်နေ၏မျက်နှာကြီးကလည်းတင်းနေသည်အသားအညူသည်မေယိုကြီးများတောင်းထင်ပေါ်ခတ်မှနေ၏နှာတန်ကမြင့်၍တန်းနေသည်ဆိုင်သောမြက်တွင်များတွေကမျက်လုံးတို့ကဆူးချတောက်ပြောင်နေသည်လေတင်သောကြောင့်လူကြီးထံမှအနက်တစ်မျိုးနှင်းငွေရ၏အရက်နဲ့သည်နှင်းငွေတွေလူကြီးသည်တူးကိုတူးအတန်ကြာဆိုင်ကြည့်နေကြ၏လူကြီးကဆစကားပြော၏ဟေ့တငယ်နောက်ကိုဒီဘက်ငှက်လာမပြည့်နဲ့ဗျာဘာဖြစ်လို့ဒီဘက်ကမွေဆိုးပေါ်တယ်ပြီးတော့လူကြီးသည်ခိတ္တငြိမ်ပြီးဟိုဒီကြည့်ပြီးတော့နေဝင်မြေရကျန်းနဲ့နားလေလားနှင်းငွေကလည်းပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ပြီးမိသေးသေးပြန်ပြီးတကယ်ပဲမြေကျန်းသလားလူကြီးပါတချမ်းဖြစ်လာရွက်ပြ၏6ဟန်ပါသောလေးသန်နှင့်စကားပြန်၏မယုံရင်နေဝင်ထိစောင့်ကြည့်ပါလားနှင်းငွေကပခုံးတွန်းပြ၏စောင့်တော့ကြည့်ချင်လားဒါပေမဲ့ကျွန်တော်ကမီးမကောင်းဘူးနေမွေငယ်မြို့ပြန်မှမင်းကသားစီရလားနှင်းငွေကခေါင်းချင်းပြ၏ကြောင်းသားလားနှင်းငွေကခေါင်းချင်းပြပြန်၏ဘယ်ကျောင်းနေလဲရန်ကုန်တက္ကသိုလ်ဘာရဲ့ဩကျွန်တော်ရန်ကုန်တက္ကသိုလ်ကျောင်းသားပါအခုသတင်းချုပ်ကျောင်းပေးအိမ်ပြန်လာတာလူကြီးအမူအရာသည်စိတ်ပေါ်ပါမှုကိုတိတိတတ်တာပြ၏ဩတက္ကသိုလ်ကျောင်းသားတူကိုအင်းလေမောင်တို့ခေတ်ပညာတတ်တွေကယုံချင်မှယုံမယ်ဒါပေမဲ့ဒီနေရာကတကယ်မြည်ချမ်းနေကွာနှင်းငွေရတကယ်ကိုတက္ကသိုလ်ကျောင်းသားကြီးတူပမာစဉ်းစားဟန်ကောင်းတဆက်ဆက်ညှိလိုက်ပြီးတီကြီးသွားပြန်ပြော၏မြေချမ်းနဲ့ဆိုတာကိုကျွန်တော်ကတော့ယုံကြည်မရှိပါဘူးဒါပေမဲ့စေတနာနဲ့ပြောတာတော့လေးစားမှာပေါ့ပြီးတော့ကျွန်တော်ကလည်းဒီဘက်ရောက်ခဲ့ပါတယ်ဒီဘက်ကထင်းသလောက်လည်းငှက်မပေါ်ပါဘူးမင်းလာကံမလောက်မစားတာဘူးလူကြီးကလည်းသဘောတူစွာခေါင်းချင်းပြ၏ဟုတ်တယ်မင်းလာကံမလောက်ငှက်မပေါ်ပါဘူးမောင်ကဒီဘက်မှာငှက်ပစ်ချင်တော့ဥညွှန်လိုက်မယ်လမ်းတောင်ပဲစပွန်ဆာစီသွားပါလားဒါမှမဟုတ်မောင်ကကားရှိတော့ကျွဲတက်ဆုံစီသွားပါလားအဲ့ဒီမှာလည်းငုံလေးရှိတယ်ယုံလေးရှိတယ်တရက်ကောင်းပါရင်ဂျီတောင်ပြစ်နိုင်သေးတယ်နင်းငွေကခေါင်းချင်းပြပြန်၏ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးကဲကျွန်တော်ပြန်လိုက်ပါဦးမယ်လူကြီးကပြန်မပြေနင်းငွေရမှုခင်တိုင်းတိုင်းပြန်လျှောက်လာ၏နောက်ကိုလှည့်မကြည့်လှည့်သာမကြည့်တော့လေလူကြီးသည်သူ့နောက်ကျောကိုရက်ကြည့်နေမိကိုထင်သည်ခင်တိုင်းအထွက်ကန္နာရပင်ခြုံွယ်၌နင်းငွေခိတ္တရက်လိုက်အမှန်မှာနင်းငွေသည်မော်ဆိုးဝါနုသူမဟုတ်ဖေဖေနဲ့ရင်းမပင်တို့လိုက်ခါအမဲပြစ်ဘူးခြုံွယ်မှကြည့်ရင်ကို့မြင်ကွင်းရကျဲသည်အကားကွယ်မရှိသူတစ်ဖက်လူကိုအသေးစိတ်မြင်နိုင်သည်ကိုကတော့လုံးချုံနေအဝိလက်ပတ်မင်းအောက်၌ထိထိရက်နေသူလူကြီးကိုထင်းထင်းမြင်ရသည်သူထင်ခဲ့သည့်အတိုင်းပဲလူကြီးသည်တောင်းတောင်းရက်လျက်စောင့်ကြည့်နေ၏အတန်ကြာ၌လူကြီးသည်တစုံတရာကိုဒေါသထွက်နေသူ့လက်တွင်မှထုတ်ကိုဝှေ့ရမ်းလျက်လေကိုရိုက်နေနင်းငွေသည်ကြည်နက်စွာပြုံးလိုက်၏ခက်ခဲသောစာမေးပွဲတစ်ခုကိုသူအောင်လိုက်ပြီးထင်သည်နင်းငွေသည်ခင်နှမ်းမှမထွက်ခင်နှမ်းမှထွက်လေနုနုငယ်တို့အိမ်ကြီးရှိမှဖြတ်ရအောင်ပြီနင်းငွေဆန်းချောင်းတိုင်းအနောက်ဘက်သို့ဆက်လျှောက်လာခဲ့သည်
ဆန်းချောင်းသည်ရုတ်တရက်တောင်ဘက်သို့ကွေ့သွားသည်ကမ်းမပင်လူခါကြောင်အောင်မြင်သွား၏နှင်းဝင်ကကမ်းမကိုတက်လိုက်၏ရွာ၏ခြံစည်းရိုးမှဆောင်ချမ်းပင်နှင့်နနက်ပင်ရိုင်းများကိုမြင်ရသည်ဆောင်ချမ်းပင်နှင့်နနက်ပင်ရိုင်းကြားတွင်မွေဆိုးခိုတတ်တာနှင်းငွေတီးပြီးဖြစ်သည်တို့ရတွင်နှင်းငွေကရှင်မျက်စိကြော်အောင်အုပ်သောစစ်သုံးတော်နှင်းရွက်ဖြင့်ဖက်နှက်ကိုစီထားသည်ကာကီဘောင်းပြီးရှိရလဲဖက်နှက်လေပင်တွင်ဝင်လျက်ခြေသလုံးကိုလုံခြုံစွာဖုံးကွယ်ထားသည်နှင်းငွေကဆောင်ချမ်းတို့ကိုဖျက်တို့၏နောက်ဆုံးကျန်တစောင်းဘရုမာသီနီတို့ကြွေကြကျင်းလေသည်အခန်း15ဓာတ်ဟူသည်ရွာကိုပတ်လျက်လာခဲ့သောကြောင့်ဘာခက်တို့ခြံသို့နှင်းငွေပြန်ရောက်ချိန်၌နေဝင်ခဲ့ပြီညနေဆောင်နှင်းငွေတွေ့ခဲ့ရသောရွာသူသည်ခြံတွင်းမှပြေးထွက်လာ၏မောပန်းသည့်ကြားမှနှင်းငွေကပြုံးရင်ပြီးလှမ်းပြောသည်အမအေဟောဒီမှာအမတို့ဂျိုးတကောင်ရွာသူ၏တုံ့ပြန်ချက်ကနှင်းငွေမိသူများမမျှော်လင့်သောတုံ့ပြန်ချက်သည်တော့ဂျိုးကရေမကြည့်ဘူးမြေဝိုင်းသား၏ဟိုမှာတည်တော့မယ်ငွေကိုက်လို့ရွာသူသည်ပြေးထွက်သွား၏နှင်းငွေခိတချောင်းသွား၏ထို့နောက်ခြံတွင်းမှပြေးဝင်လာသည်ခြံတွင်း၌လူတို့စုုံနေလူကြားတွင်ညွန့်မေကိုလည်းတွေ့ရ၏ညွန့်မေဘာဖြစ်ကြလဲညွန့်မေနှုတ်ခမ်းပြလှုပ်ရည်သာလာတော့သည်အတန်အမှုတော်တော်နေထွက်မလားပြောစမ်းမှာဟာညွန့်မေဘာဖြစ်နေကြလဲညွန့်မေသည်တုံးလုံးမှုကိုမနှဲတင်းစင်လိုက်ပြီးဖြစ်ကြီးတော်များဟိုပိုးထီလို့ဟဲနှင်းငွေသည်ဤမြသာအော်ပြီးလူကြားတွေတိုးဝင်ကြည့်သည်မြေတလင်းပေါ်တွင်တော်များသည်ပက်လက်ရှိနေ၏မျက်လုံးများမပွင့်ညင်းတန်တဲတဲမှုထွက်ပေါ်နေ၏ကိုထပ်ပိုင်းဖလားလုံကြီးထူးစစ်ရောင်ကြီးပွင့်နှင့်လူရဲတူကဒေါ်မြ၏နာနာကက်လျက်အားပေးကြီးတော်အားမလျှော့နဲ့နော်ရှင်ငိမ့်သာအဖဦးချမ်းကိုတွားခေါ်နေတယ်ဒေါ်မြထံမှအဖြစ်ပေါ်မလားညီးတန်သာဆက်ထွက်နေဘေးလူအုပ်ထဲမှာတယောက်တစ်ပေါက်ပြောစံပေါ်လိုက်ငရုတ်ခင်းထဲမှာကြိုက်ထားတဲ့ဘယ်ရလာဟောအောင်မလဲအပြန်လမ်းမှာကြိုက်ထားတဲ့ဝေဝေးတဲ့တော်ကြီးကြီးတော်မြလန့်အောင်ပြီးခုံလိုက်တော့ရှင်မျက်စိမှာတန်လန်းကြီးပါလာတာတဲ့ဝေဝေးမဟုတ်ပါဘူးမွေဟောက်ပါတော့ဘသူပြောလဲဟာဒွေးလေးများကိုဒီတွဲယူလာတဲ့ဖိုးထီပြောတာပဲအကောင်ရှေကကြိုက်ပြီးမှုန့်နေသေးတဲ့ဖိုးထီကစတုံပြန်မှုအမိဖြတ်လိုက်တာမမီပဲဖောဆိုးတယ်ပျောက်သွားတဲ့ငွေဝေးဆိုမှုတ်ပါမလားမဟုတ်ဘူးဟာကွဖိုးထီဒေါ်မြဘေး၌ပြုစုနေသောရောင်တစောင်းနဲ့ဖိုးထီကလှမ်းအောင်၏လူလာလက်ပြီးအပမီအောင်ဘာတွေရှောက်ပြောနေကြလဲဝေကြိုက်ခံတာဟာစမ်းလို့လားလူအုပ်သည်မိကိုရင်းနေတက်လိုက်တဲ့ကဲ့သို့တိတ်ဆိတ်သွား၏ဒေါ်မြထံမှမူညင်းတယ်ပင်ပေါ်မလာတော့ကိုဖိုးထီကအော်ခေါ်သည်ကြီးတော်မြဒေါ်မြမလို့ကိုဖိုးထီသည်မျောလင်းအားကိုးစွာဖြင့်ပေးသက်ကိုမျက်လုံးများနဲ့လှည့်ကြည့်ပြီးတောင်းမယ်၏ဘာကြီးချမ်းမလာခင်ခန္ဓာတို့ရိုးကြသမ်းမှာကျုပ်တို့ငငယ်ကဘုံเจ้าမှာတက်ခဲ့ကြတာမှတ်မိတဲ့သူရိုးကြသမ်းမှာပေးသက်သည်တုတ်မြမလို့တူးမျက်နာသာတူးကြည့်နေကြ၏ဖယ်ပြီးကြသမ်းမှာကျမရုပ်ပါမယ်ကြည်လင်သောအတန်လေးပေါ်လာသည်လူတို့ကလည်းရှဲပြီးသည်ညုံမေသည်ရှေ့သို့ထွက်လာ၏ဒေါ်မြ၏ခေါင်းရင်းတွင်ပစိဒူးတုတ်ထိုင်ပြီးခန္ဓာတို့ကိုစတင်ရုပ်၏နှင်းငွေသည်ဖျားမှန်မှန်ရှင်ကုန်သူမဟုတ်ပရိတ်ဆိုလျင်လည်းမင်္ဂလာတို့ကိုတပိုင်းတစသာရသည်တို့ရတွင်ခန္ဓာတို့ကိုမူညတိုင်းကြားရမိမိသည်မွေကြောက်တတ်၏မွေပေါ်သောအညာမြေရောက်မှညတိုင်းမိမိခန္ဓာတို့အော်ကိုရိုးလေရှိသည်ထို့ကြောင့်ညွန့်မေရုပ်သည်ကိုနှင်းငွေအတန်သေးလိုက်နိုင်သည်တပ္ပတိဝသဇာတိနံဒိဗ္ဗမန္တကတံဝိယယန္နာတိတိဝိတံဂောရံတေသစ္စာပိပရိတ္တရံအာနာခေတမိတပ္ပတတတပ္ပတာတပ္ပပါဏိနံညုံမေသည်တုတ်တော်ကိုပါဏိပါဒအတိုင်းတပုတ်ပြီးတပုတ်ရွတ်ဆိုသွား၏တုတ်တော်အဆုံး၌အနက်ပြန်၍ရွတ်ဆိုပြန်သည်ဒိဗ္ဗမန္တကတံနတ်၌ဖြစ်သောမန္တရာနတ်စည်းဝါးသည်တပ္ပတိဝိဒဇာတိနံလှင်သောအစိတ်ပြည့်သိပ်ပွားတိုးအလုံးစုံသောမွေမျိုးစုံတို့၏ဂောရံလွန်စွာပြင်းပြကျန်းတန်းလာသောဝိတံအစိတ်ကိုနာတိတိဝိယရှောကြကင်းကိုပျောက်ပြက်စီသကဲ့သို့ဧဝံကထာပမမချထိုအလားသာလျင်ယံပရိဒံအချင်းဖယမုခပါခန္ဓာတို့ပေးတော်မြတ်သည်တပ္ပဒခတ်သိမ်းအုပ်တုံအလုံးစုံသောအာနာခေတမိအာနာတော်ပြည့်နှံရာဂရိတသိန်းသောစัจ java လာဂိတာနံကိုစီကိုငါတီးနေကြသောတပ္ပပါဏိနံအလုံးစုံရှိသမျှတတ္တဝအနန္တတို့၏ရောနံလွန်စွာပြင်းပြကျဉ်းသောဝိသေသအစိတ်ကို၎င်းတည်တဲ့ထိုမှတပါကျွင်းကြံများပြားသောပရိသပစ္စာပိတိကြကစများလာတောင်း
ဘေးပေါင်း၎င်းတပ်ပတာနေနေညညခတ်သိမ်းသောအခါကာလ၌တပ်ပတော်ပြီးအဖုံဖုံအဖျားဖျားခတ်သိမ်းသောအချင်းရာဖြင့်လည်းနေဝရီတီမြစ်သားပြောက်ပြေငြိမ်းစေ၏ဘေးပြေးသက်တို့ကတုတ်တုံမြမလို့ပတ်ဝန်းကျင်တစ်ခုလုံးလူသူတက်တော်တစုံတရာမြောက်မရှိတော့ဟန်စိတ်ငြိမ်နေ၏နေဝင်ုံမကမိုးချုပ်လာပြီလာတက်မလာသည်ကောင်းငင်၌ကျေတို့သာဖြည်းဖြည်းဖြောက်ဖြောက်ထောပေါ်ဝင်လက်နေ၏တစုံတယောက်ကမိတို့တထုပ်ကိုထုံးညှိယူလာသည်ဘေးပြင်၌ဒေါ်မြသည်အသက်ဖုတ်လိုက်နှင့်ဆန့်ဆန့်လဲလျက်ရှိသည်တာယာကြီးသောညွန့်မေ၏အတန်ကလေးသာပေါ်ထွက်လာနေ၏လူအုပ်တနေရာမှအတန်တိုးတိုးပေါ်လာသည်ဟောဟိုမှာဘာကြီးရှမ်းလာနေပြီလူအုပ်သည်လမ်းရှဲပြီးသောလမ်းတိုင်းအသက်50ခန့်လူကြီးတူရှောက်ဝင်လာသည်သူ့နောက်မှရင်ရှားနေရွာသူပါလာ၏ညွန့်မေပြေးတဲ့ဆုံးသွား၏လူကြီးကခေါင်းချင်းလေးညွန့်မေကိုကြည့်သည်ရင်ရှားနေမိမမေးသည်ကဖို့ဒီကျတို့နောက်များကြသွားပြီလားကိုဖို့ဒီကခေါင်းဟာပြ၏မကြသေးဘူးရှင်ငိမ့်သာအသက်ရှူနေတော့မယ်မငိမ့်သာနဲ့ဝင်လာသူလူကြီးခေါင်းပေါ်၌တပတ်ပေါင်းထားသည်စွတ်ကျဲအောက်ခံထက်ပင်ဖြူအပေါ်ဝေးအင်ကြီးကိုသာဝတ်ထား၏မျက်နှာထားနှင့်ကိုအင်ဒရီကရဟန်းတစ်ပါးကဲ့သို့တည်ငြိမ်သည်လူကြီးသည်ညွန့်မေကိုလှမ်းကြည့်ငါမေးပြေးတာနမိတ်ကောင်းမယ်တာရုကဲအဘစိတ်ကူးတော့မယ်လူကြီးသည်ပြေးသက်များပဲလှည့်ကြည့်ပြီးပြော၏နည်းနည်းနောက်ဆုတ်ကြကွယ်လူနှုံနဲ့လူနာပုံမွန်းသွားမယ်ဘာစကားကိုနားထောင်ကြကွယ်လူအုပ်သည်နောက်ဆုတ်ပြေးကြ၏အခွင့်ကောင်းယူပြီးနှင်းငွေကညွန့်မေနေဝင်ထိုင်လိုက်သည်ဘာရှမ်းကမငိမ့်အားကိုအမိတ်ပေးလိုက်သည်ငိမ့်သားကြီးကြောက်ပြင်တစ်ချက်ရေးစင်းဆေးပြီးယူလာခဲ့နှမ်းစီလည်းအဝတ်သားယူခဲ့ဟုတ်ကဲ့ဘာရှမ်းမငိမ့်သာထော်သွားသည်ဘာရှမ်းသည်လူနာ၏တကူလုံးကိုစမ်းသပ်နှိမ့်နေကြည့်သည်ဘာရှမ်း၏မျက်နှာမသိမသာပြတ်သွားသည်မောင်ဖို့ဒီဘေးချတော့ကိုက်မိတာလေဘယ်ဘက်ချတော့ဘာရှမ်းသည်လူနာ၏ဘယ်ဘက်ချတော့ကိုမြှောက်ကြည့်သည်ညုံမင်းနှင်းငွေရလဲလိုက်ကြည့်လူနာ၏ရှင်မျက်စိအောက်တွင်အဆွေရနှစ်ချက်ကိုတွေးဆိုလျက်သာတွေ့ရသည်ဘာရှမ်းသည်မသိမသာခေါင်းခါလျက်သူ့ကိုယ်သူပြောဟန်ဆိုသည်အိတ်ဆွဲနှစ်ဖက်စလုံးနဲ့လည်းအကိုက်ခံရတယ်ပထဝီကျောင်းနဲ့လည်းလွတ်ယုံလေးပဲရှိတယ်ဖြစ်ရလေဘာရှမ်း၏အမူအရာသည်ချက်ချင်းတွက်လက်လာ၏ဘာရှမ်းသည်လူနာ၏ညာခြေထောက်ကိုပြောင်းခံလိုက်ပြီးအရေးကြီးသွေးဆန်းနေလက်မနှင့်ထောက်၍သွေးဆန်းနေစဉ်တွင်ဘာရှမ်း၏မျက်နှာသည်မကြည့်လေမျက်လုံးများအပေါ်မော့ထား၏နားများတစုံတစ်ခုကိုထောင်နေဟန်သည်ဘာရှမ်း၏လက်မတစ်ဖက်သည်ရွေလျားမှုကျသွား၏တနေရာလေးကိုသာဖိထောက်ထား၏ခဏ၌မူဘာရှမ်းမျက်နှာကြည်လင်လာ၏တော်ပါသည်ဟဲ့ပထဝီကျောင်းမပြတ်သေးဘူးမောင်ဖို့ဒီငိမ့်တော်မြင်လာကိုဖို့ဒီနေရာမှမထားရမီငိမ့်တော်သည်ကြောက်ပြင်စီပလင်းတို့၌ပေါ်လာသည်ဘာရှမ်းသည်အပေါ်အင်းကြီးအိတ်တွင်မှဖြူဖွေးတောက်ပါသောအလုံးကလေးလုံးကိုထုတ်လိုက်ပြီးခလန်လန့်ရှိပြေးသက်ထမှတလုံးဟတူတူပြောသမျှပေါ်လာ၏ဘာရှမ်းသည်ကြောက်ပြင်ထက်တလုံးကိုစီးဖြင်းသွေးနေမငိမ့်သာပကံလုံးတစ်ခုကိုယူလာသည်ဘာရှမ်းကြောက်ပြင်ထက်သွေးထားသောဆေးကိုလက်သက်ကျွမ်းနှင့်လှိမ့်ယူပြီးပကံတွင်ပြောင်းထည့်ကိုဖို့ဒီကလူနာ၏ဖက်ဆက်ကိုဖျဲပြီးသည်ဘာရှမ်းကပကံတွင်မှဆေးတို့ကိုလူနာ၏ဖက်ဆက်တွင်လောင်းထည့်ပြီးဆေးတိုက်ပြီးတော့ကဘာရှမ်းကလူနာ၏ကိုစုံနေဆန်းကြည့်နေကိုရီးယားညက်ခန့်ကြလိုက်ဘာရှမ်းနေရာမှထားသည်ကဲပြန်ကြတော့လူနာမစိုးရင်လည်းတော့အသက်ရပြီတစနေလူကိုကျဲသွားသည်ကိုဖို့ဒီမငိမ့်သာနှင်းဝင်နေညုံမီတို့ကဒေါ်မြအောင်မပြီးတဲရင်းရှိကိုပြေပေါ်ချထား၏ဒေါ်မြထံမှာအသက်မလားရင်ရမှုမောက်ချီနေကြီးနဲ့မှန်မှန်အသက်ရှူနေဘာရှမ်းလက်ဆေးပြီးကိုရင်ယူလျက်ကုန်းရနေသည်နှင်းဝင်ကဘာရှမ်းသားကတ်သွားပြီးမေးသည်ဘာကြီးကြီးတို့မြတကယ်မသိတော့ပါဘူးနော်ဘာရှမ်းနှင်းဝင်ကိုစူးစိုက်ကြည့်ပြီးထို့နောက်မှမမြင်ဆိုသည်ဘာကက်ငယ်ချင်းမျိုးပိုင်သားလေးမဟုတ်လားမိုးချုပ်ပြီးမျိုးမပြန်သေးဘူးလားကိစ္စမရှိပါဘာကြီးကြီးတို့မြကိုဒီတိုင်းထားပြီးကျွန်တော်မပြန်ချင်းကြီးတို့မြမသိတော့ပါဘူးနော်နှင်းငွေကမျောလင်းကြီးထက်ပြီးညုံမေကလည်းမျောလင်းချက်စောသောမျက်နှာလေးနဲ့အနီးကပ်လာပြီးနှင်းငွေနီးတူအဖြေတောင်းဟန်ဖြင့်ဘိုင်းရှမ်းကိုကြည့်သည်ဘိုင်းရှမ်းကကုန်းကိုပါဇက်တွင်းထိလိုက်၄၅ချက်ဝါပြီးလက်ညှိုး၌တွေ့ထားသောထုံးအောက်သွားတွင်အနှဲငယ်တို့ချစ်လိုက်ထုံးဆက်တက်မတဲ့ဆန်းဟန်ကွန်းဆက်ဝါသည်ထို့နောက်ကုန်းလေးတစ်ချက်ထွေးလိုက်ပြီးမှဖြေကံကောင်းလို့ဆေးဥပါတယ်ကွာဘိုင်းရှမ်းအဖြေသည်တွေ့ဝိုက်သောအဖြေသာဖြေနှင်းငွေညုံမေသည်တူးမျက်နှာတူးကြည့်သည်ညုံမေကပြောသည်ဒါပေမဲ့ကျမသိရသမျှဘိုင်းရှမ်းခုရင်အဖိတ်စီမရှိသေးပါဘူးအေးရေနာ၃ပါးကုံအနန္တောနန္ဒ၅ပါးကုံပေါ့ကွယ်ဘိုင်းရှမ်းရဲ့အမူအရာမှာအေးဆက်ဆက်နိုင်သည်နှင်းငွေရထင်းသည်ထို့ကြောင့်ထက်မိကြီးတော်များလည်းဟိုရင်အဖိတ်စင်နှင်းငွေစကားမဆုံးလိုက်ရဘိုင်းရှမ်းနေရာမှထားသည်စိတ်ပူစရာမရှိပါဘူးအေးဘာအပြင်ထွက်လိုက်အောင်မယ်အိမ်နဲ့ကုန်းသေးထွေးရတာမကောင်းဘူးဘိုင်းရှမ်းနှင်းငွေနဲ့ညုံမေကိုမျက်ရည်မျက်ခြေပြ၏နှင်းငွေနဲ့ညုံမေရလည်းအကင်းပါကြ၏
သူတို့ယခုထိုင်စကားပြောနေသည်မှာလူနာ၏အနီးဖြစ်တတိမလစ်တော်လူနာကြားနိုင်ဤဒီကိုဘာကြီးချမ်းကြိုက်ရမတူဘာကြီးချမ်းသည်တဲ၏အပြင်သို့ထွက်သွား၏ညို့မင်းနှင်းငွေတို့နောက်မှလိုက်သွားကြ၏ဒေါ်မြဘေးတွင်မငိမ့်သာကြံရည်အပြင်၌လောက်မုံမုံတာနေပြီထိုင်စရာဘာမှမရှိသောကြောင့်ရက်လျက်သာစကားပြောကြရ၏စပြောသူမှာဘာကြီးချမ်းဖြစ်မင်းတို့နှစ်ယောက်တိတ်ဆိတ်ပူနေမှတ်တယ်ဘာလဲစိတ်ပူတာပဲကွာလူနာနားမှာပြောတာမကောင်းဘူးနှင်းငွေရမင်းမိပြုသည်ညို့မင်းကအရင်ဦးသွား၏ဒါဖြင့်ကြီးတော့စိတ်မချသေးဘူးဟုတ်လားဗျဟုတ်တယ်လုံးမ7 နာရီ2 နာရီလောက်စောင့်ကြည့်ရမယ်အထက်လန်လာရင်ဖြစ်ဖြစ်အောက်လန်လာရင်ဖြစ်ဖြစ်ဘာလက်ခမောင်းခတ်ပြီးညို့မိထမတပြင်းချတဲ့ပေါ်လာ၏နှင်းငွေရမူခိတငြိမ်စဉ်းစားနေပြီသူသိရေအောင်မေးသည်ဆော့ဆော့ဘိုင်းသွေးတဲ့ဓာတ်လုံးလားဘိုင်းချန့်ရိပ်မြို့ပိုင်သားဓာတ်လုံးဆိုတာဘယ်လိုထင်လို့လဲနှင်းငွေဘာဖြစ်ရမည်မသိနှင်းငွေရဲ့အခက်ခဲကိုသိဟန်မြေဘိုင်းချန့်ရှယ်လျက်ပင်ရှင်းပြ၏လူလေးတို့ကဓာတ်လုံးဆိုဒဏ္ဍာရီတွေထဲမှာပါတယ်ပြည့်တဲ့ရှင်လုံးပဲထင်ကြမယ်ဟုတ်တော့လေဟုတ်ပါတယ်ဘိုက်ဓာတ်လုံးကပြည့်တဲ့ရှင်လုံးပဲပြည့်သားလို့မပြေအောင်အရှိတိုင်းဖမ်းထားတဲ့ပြည့်တဲ့ရှင်လုံးပဲနှင်းငွေနဲ့ညို့မေတို့သည်စိတ်ဝင်စားစွာနားထောင်ကြ၏ဘိုင်းချန့်ဆက်ရှင်းပြသည်မွေကိုက်ခုတုံးအမျိုးမျိုးရှိတယ်တချို့ကစတုံးပြန်ကူတယ်တချို့ကအင်းတိုက်ကူတယ်တချို့ကစုပ်ထိုးပြီးဂါရဆုပ်တယ်တချို့ကဆေးမြင့်ဆေးရွက်သုံးတယ်သူနည်းနဲ့သူပေါ့လေအဘကတော့ဓာတ်နဲ့ကူတယ်အသက်ဆိုတာလည်းဓာတ်ပဲအစိတ်ဆိုတာလည်းဓာတ်ပဲဆေးဆိုတာလည်းဓာတ်ပဲတက်ရှိသမဲ့တလောကလုံးဓာတ်စုဝေးတွေကြီးပဲနားလေကြလားဘိုင်းရှမ်းရဲ့စကားစီလွယ်ထို့ကြောင့်နှင်းငွေနဲ့ညို့မေတို့ကခေါင်းချင်းပြကြသည်အေးဓာတ်ဆိုတာစမ်းသားသိရင်လည်းလွယ်သားအေးဓာတ်ရှိရင်အပူဓာတ်ရှိတယ်အကြဓာတ်ရှိရင်အတက်ဓာတ်ရှိတယ်မိတ်ဓာတ်တွေရှိသလိုရန်ဓာတ်တွေလည်းရှိတယ်မိတ်ဓာတ်ရန်ဓာတ်တွေကိုသိရင်စိတ်ကူစားလို့ရတယ်စိတ်တဲ့ရုပ်ဓာတ်တွေကိုသိရင်နိဗ္ဗာန်အောင်ရောက်နိုင်တယ်ဤစကားများကမှနှင်းငွေနားမလဲတော့ဘိုင်းရှမ်းကကုန်းသေးထွေးလိုက်ပြီးဆက်ပြော၏ဗတ်တလုံးကစီတန်းပြဓာဓာတ်လုံးပဲစီတန်းပြဓာဟင်းရိုင်းပြဓာကန့်ပြဓာပြဓာဆုံရှိတယ်ဗတ်တလုံးမှာစီတန်းပြဓာကိုချော်လို့ခေါ်တဲ့လက်ချမီဖောက်ရန်စိန်စသည်တို့နဲ့ဖမ်းထားတယ်တို့တက်ဆရာတွေကဒီတက်လုံးနဲ့ခွေးယူကြိုက်တာမွေကြိုက်တာတွေကိုကုတယ်ဘိုင်းရှမ်းစကားကြံတာကြီးနှင်းငွေရဝင်မိအဲ့တက်လုံးနဲ့ကုရင်ပျောက်တာပဲလားဘိုင်းရှမ်းရိပ်ဟဲ့လူကလေးမြို့ပိုင်သားရဲ့လူလေးတို့မြို့ကဆရာဝန်တွေလဲလူနာတွေကိုဓာတ်နဲ့ကုနေကြတာသူတို့ကရောလူတိုင်းကိုမသေးစေရပါဘူးလို့အာမခံရကြသလားနှင်းငွေမဖြစ်နိုင်လူကလေးရဲ့ဘယ်သူမှအာမမခံရပါဘူးပရိယေခေါ်တဲ့အကြောင်းပြပြထွေထွေရှိတယ်အတိတ်ကံဆိုတာလည်းရှိသေးတယ်ဥပမာအခုရွှေမြဟာကံသိကောင်းတယ်လို့ဆိုရမယ်ဘလို့ကံကောင်းတာလဲပါမွေကြိုက်ခံရင်ဘယ်ဆွေနဲ့အကြိုက်ခံရလဲဆိုတာအရေးကြီးတယ်ခေါင်းဆွေနဲ့အကြိုက်ခံရလားအိတ်ဆွေနဲ့အကြိုက်ခံရလားအိတ်ဆွေချင်းတဲ့ချောင်းကတော့ကြောက်ရတယ်အိတ်ဆွေကဆရာဝန်တွေသုံးတဲ့အဲ့လိုပဲအတွင်းမှာမြောင်းပါတယ်အချင်းမှာအစိတ်အိတ်ရှိတယ်အိတ်ဆွေနဲ့ထိရင်အစိတ်ဟာတက်တက်တန်းတန်းကိုယ်ထဲဝင်တာပဲတခါဘယ်နေရာအကြိုက်ခံရလဲဆိုတာကိုလည်းအရေးကြီးတာပဲအိတ်ဆွေနဲ့ထိအောင်တော့တခြားတနေရာကိုထိရင်7 နာရီ24 နာရီထိဆေးကုချိန်ရတာဘာကြုံဘူးလဲရှေးပထဝီကြောဖြစ်ဖြစ်လက်ပထဝီကြောဖြစ်ဖြစ်အိတ်ဆွေထိရင်တော့အချိန်သိမ့်မရဘူးလူလေရွှေပြားကိုတွေ့တော့တကူလုံးပါဆန့်ကြည့်တာသတိပြုမိလားဟုတ်ကဲ့ပိုင်ငွေကြိုက်ခံရတဲ့လူတကူလုံးဟာတာမန်ဆိုအေးဆက်နေဘာလို့မှမကြောက်ဘူးရွှေသေးပြန်တော့ကြောက်တယ်ရွှေမြကောင်မှရွှေသေးပြန်နေအိတ်ဆွေနဲ့ပထဝီကြောနာကက်တီဗီဆိုတာတေချာနေတယ်အဲ့လိုသိရင်ဘာလို့ဆက်လို့တာညာထိရင်ဘယ်ဘက်ပထဝီကြောဘယ်ထိရင်ညာပထဝီကြောအဲ့မှာစမ်းကြည့်ရတယ်စမ်းမိတဲ့ပထဝီကြောမှာသွေးမခုံရင်ဘာလို့ဆေးမကုတော့တရားမင်းကြီးနားကင်းနဲ့စင်းကူလဲမရတော့ရွှေမြပထဝီကြောမှာသွေးခုံရုံရှိတော့တယ်ဘာဒီရွာနေလို့ပေါ့အဝေးပို့ရရင်အချိန်မီချင်မှမီးတယ်လက်ဖြန့်ဆိုရင်တော့ခက်ခက်ပဲဘာပျော်ဝေဘက်တော့ဘာလို့ဆရာတော်ဥကီလာစီတွားကြတော့မလို့ဘာရထားတဲ့ပညာလဲဥကီလာစီရပဲနှင်းငွေသည်သူ့ကိုစိတ်ရှိလက်ရှိရှင်းပြနေတော့ဘာကြီးရှမ်းကိုကျေးဇူးတင်မိတို့ရတွင်သူသိချင်ရမကုန်သေးထို့ကြောင့်အဓိကဖြစ်သောမိကုံကိုမေးဘာကြီးရဲ့တလုံးကစီးနဲ့သွေးပြီးတိုက်တာနဲ့ဘာဖြစ်လို့အစိတ်ဖြစ်ရလဲဗျဘာကြီးရှမ်းသည်စဉ်းစားဟန်တွေ့သွား၏အထံချာမဖြစ်သည်အဲ့တော့လူလေးတို့နားလည်အောင်ဘာဖြစ်ဖို့ခက်တယ်ဒါပေမဲ့ဘာစ조사ဖြစ်မယ်ဒါထက်လူကလေးတို့မြို့เจ้าမှာဓာတုဗေဒဆိုတာသင်ပြီးတယ်ကြားရတယ်ဟုတ်လားဟုတ်ပါတယ်ဗျဓာတုဗေဒကပါလဲလူလေးအဲ့ဒါတော့ကျွန်တော်ပြောမပြတတ်ဘူးဒီလိုပဲဓာတ်တွေပေါင်းထားတာတွေကွဲသွားတာတွေအယောင်တွေအနက်တွေအခိုးတွေအငွေ့တွေအဲ့ဒါကြီးပြောင်းတာသင်ရတာဒီလောက်ဆိုရင်မမားပါဘူးဘာလို့မှဓာတုဗေဒဆိုပြီးဘာတစ်ချိုင်းနဲ့ဗေဒတစ်ခုရှိတယ်ဓာတုဗေဒဆိုပြီးဘာကုန်းနဲ့ဗေဒတစ်ခုလည်းရှိသေးတယ်
ဓာတုဗေဒဆိုတာဓာတ်သဘာဝများကိုသိအောင်ပြုတဲ့အတတ်ပညာဉာဏ်သဘောဓာတုဗေဒဆိုတာဓာတ်တွေကိုခွဲတဲ့အတတ်ပညာအလုပ်သဘောဒီနှစ်ခုလုံးကိုတက်မှာစိတ်ကူလို့ရတယ်လူလေးတို့ကိုအခုပါရှင်းပြရင်လူလေးတို့နားလည်မှာမဟုတ်ဘာလို့ကိုပဲတူတူပဲပြောပြမယ်ကြရားဆိုတဲ့တက်ကအပုတ်ဆက်ကိုရှာတယ်နိုင်တယ်ချီတယ်မွေစိတ်ဆိုတာအပုတ်ဆက်တစ်မျိုးပဲသူတို့နှစ်ခုတွေ့ရင်အစိတ်ပြေတယ်ပြေတယ်ဆိုတာခန္ဓာတွင်းမှာဘေးဖြစ်မဲ့အပုတ်ဆက်တွေဟာအပြင်ကိုတနည်းနည်းနဲ့ရှန်ထွက်သွားလို့ရတာပဲဘိုင်းရှမ်းစီစကားကိုအဆုံးသတ်လိုက်ပြီးကုန်းဝိုင်းမြေပြင်သို့မော့ကြည့်နေနှင်းငွေနဲ့ညွန့်မေရလဲစကားမပြောတော့ပဲငြိမ်ကြနေချမ်းဝါမှာလူရောင်ရောင်ပေါ်လာပြီးခေါ်တန်နဲ့ထွက်လိုက်ညွန့်မေအေးညွန့်မေအတန်ကိုမှတ်မိရနဲ့ညွန့်မေကဟောဒေါ်လေးလိုက်လာပြီပြောရင်တစ်ဆက်သေးလဲထူဤရှင်းတော်လေးကျမဒီမှာညွန့်မေဒေါ်လေးဒီရှန်တွင်းသို့ဝင်လာ၏အမလီစိတ်ပူလိုက်တာညွန့်မေဒီချိန်ထိပြန်မလာလို့တကယ်တည်းညီဒေါ်လေးဒီစကားမဆုံးဘိုင်းရှမ်းကိုမြင်လိုက်ရတော့ကြောင့်ဖြစ်၏အိုးဘိုင်းရှမ်းလေးဒီမှာနေပါအောင်ဘသူဘာဖြစ်လို့လဲဘိုင်းရှမ်းဘာမှမဖြစ်ကိုးရဝါနေသည်ညွန့်မေရတာမေဒေါ်လေးမကြားသေးဘူးလားဟင်းငါအခုပဲဖျားငါဆိုခန်းချင်သည်ဆီယံရိုက်ပြီးပြန်လာတာအမညီပြန်မြောက်သေးဆိုလို့စိုးသမ်းမအောင်ဘသူဘာဖြစ်လို့တော့ကြီးတော်များပိုးထီလို့အမလေးတောက်လို့တော့ဒေါ်လေးဒီအရက်မောင်းကောင်း၏ခါးသေးတင်ကြီးနဲ့လုံးကြီးပေါက်လာမိမကြီးဖြစ်ညွန့်မေစကားဆုံးလိုက်ဒေါ်လေးကလန့်အောင်သည်အော်လေးရဲ့တပြိုင်တည်းခန္ဓာကိုယ်ချင်းမြောက်သွားအောင်ခုန်သည်ဘိုင်းရှမ်းရည်သည်ပိုးပြူရဲ့အဖြစ်သေးလိုက်တာအဲ့ဒါမျိုးပေါ့ထိတာတယောက်အပမိတာတယောက်ဆိုတာထိုခါကြောက်မှဒေါ်လေးပိုးပြူသည်ရှက်အဖြစ်ရည်သည်အကောင်ချီသူကြောက်တာကိုဘာရဟဲ့ဘာခက်အဲ့လေဟုတ်ပါနင်းငွေမဟုတ်လားဟုတ်ပါတယ်ဒေါ်လေးကျွန်တော်နင်းငွေပါနင်းအောင်မြို့မပြန်သေးလားကျွန်တော်ကြီးတော်များအချင်းတွေကိုစောင့်ကြည့်နေတာဒေါ်လေးတပင်းချရည်အေးနင်းနဲ့ညွန့်မေကမလေးမြောက်ပေါ်တိတ်တန်အောင်စီကြီးကြတယ်သူသားဘာခက်ကသာဒေါ်လေးစကားမဆုံးမီတဲတွင်းမောက်အော့အန်တန်ကြား၏မငိမ့်သာ၏ခေါ်တန်လေးပေါ်လိုက်ဘာလို့ချင်းဟောဒီမှာအထက်လန်လာပြီနင်းငွေရတဲတွင်းပြေးဝင်ပြီးပြူရဘာလို့ချင်းတား၏လူကလေးနေကဲပိုးဖြူနဲ့လုံးမသွားငိမ့်သာကိုကူလိုက်ပါနင်းငွေရမကြည့်မနဲ့မေးကျွန်တော်ဘာလို့လိုက်မသွားရလဲပါဩလူလေးကလည်းအထက်လန်အောက်လန်ဖြစ်လာမေးလူနာမင်းမဆိုတော့ဘာလို့ယောက်ျားတွေဝင်သွားလို့မကောင်းဘူးငိမ့်သာကိုပိုးဖြူပါဒုတ်တက်ကိုင်းတတ်ပါတယ်ဒါမျိုးသူတို့ဂျုံမှုကြပါတယ်တိတဲ့ပြောမှရိပ်မိတော့နှင်းငွေသည်ငြိမ်နေလိုက်ရတော့၏နောက်ထပ်နိုင်ဝက်ခန့်ကြာသွား၏တဲတွင်းမှညွန့်မိထွက်လာသည်ဝယ်စားလိုက်ပြီးဆောင်းချုံပေးထားတယ်ပါတတိလဲရလာပြီအိုက်ချန်တွဲတွင်းဝင်သွားသောကြောင့်နှင်းငွေလည်းညွန့်မိနေတူလိုက်ခဲ့သည်တဲတွင်း၌ညှိဆွဆွပေါ့ရဲ့အတန်ကျန်နေသည်လမ်းမဲဆရာများငွေလာပြစဉ်ငွေပချုံများအနည်းသို့ကက်လျက်နှင်းငွေလေးလာဘူးသောကြောင့်ငွေစိုးတန်းကိုတည်သည်ယခုလဲဤနန့်ကိုရ၏တဲတွင်၌ကိုဟိုးရီလည်းရှိနေပြီဒေါ်မြကဖြင်းဆောင်နှွှမ်းလျက်ဖျားတစ်ချက်တည်းပက်လက်ရှိနေဘိုင်းရှမ်းအနီးကပ်သွားပြီးမေးရွှေမြနင်တတိကောင်းကောင်းရပြီလားဒေါ်မြခေါင်းချင်းပြ၏အေးဘာမှမကြောက်နေသလားရနာသုံးပါးအာယုံပြပြီးကောင်းကောင်းပြောအောင်အိတ်လိုက်ကြားလားဒေါ်မြခေါင်းချင်းပြပြန်ပြီဘိုင်းရှမ်းသည်ဒေါ်မြ၏လက်တစ်ဖက်ကိုစုံနေဆန်းတိုက်ထို့နောက်စိတ်ချတဲ့ခေါင်းချင်းပြီးဆိုသည်ကိုငွေပြန်လာပြီမပူရတော့ဘူးဩမောင်ဖို့ဒီကြောက်ပြင်းနဲ့ရေယူခဲ့စမ်းကိုဖို့ဒီကကြောက်ပြင်းနဲ့ရေယူလိုက်ဘိုင်းရှမ်းသည်ကြောက်ပြင်းတဲ့ရေသက်ချ၍တလုံးကိုအနေငယ်သွေး၍ထို့နောက်တွေးထားသည်တို့ကိုတောက်ရိုးရဲခတ်စီပြီးမှာ၏ညောက်ရေတောင်းရင်ဒီအိုးရပဲတိုက်မမြမတိုက်နဲ့တခါတိုက်ရင်တကုံလောက်ပဲကြားလားကိုဖို့ဒီနဲ့မငိမ့်သာတို့ကခေါင်းချင်းပြကြ၏မနှက်ဖြံအောင်ဘသူစောင့်ကြမလဲကိုဖို့ဒီနဲ့မငိမ့်သာတို့ကတူးမျက်နှာတူးကြည့်ကြသည်အဖြေတော့မပေးဘိုင်းရှမ်းသာဆက်ပြောသည်လူနာထူထောင်ထောင်ဖြစ်လာတဲ့ဒီအနည်းဆုံး3ရက်လောက်တော့စောင့်ရှောက်ပေးကြရမယ်မငိမ့်သာစိတ်မကောင်းဖြစ်မိသောဟန်ပြေပြော၏ညတော့စောင့်တိုင်ကြပါလေဗျာရဲ့နေတော့ကိုဖိုးထီရောကျမရောငရုတ်ခင်းနဲ့မသွားလို့မဖြစ်ဘူးဝိုင်းရင်ကလည်းတစ်ဖက်မဟုတ်လားအားလုံးခိတ္တငြိမ်နေကြ၏အတဲကြောင့်ဂျုံမေကဒေါ်လေးကိုကြည့်ပြီးမေးဒေါ်လေးကျမလေးစောင့်ပေးခြင်းနဲ့ညီเจ้าမြတ်နေမှာပေါ့အေးဒေါ်လေးရဲ့3ရက်လောက်ဆိုရင်ကိစ္စမရှိပါဘူးပြီးတော့ပြက်တဲ့ရက်ကစားတွေကိုနှင်းငွေကူးထားပြီးရင်ရတာပဲဟုတ်ဘူးလားနှင်းငွေကူပေးပါမယ်ညွန့်မေခုလဲငါဘတ်ခက်တွေကူးနေရတာပဲဟာညွန့်မေကဒေါ်လေးမျက်နှာကိုကြည့်ပြန်ဒေါ်လေးကလူနာကိုတစ်ချက်ကြည့်ပြီးခွင့်ပြုညီသဘောပဲလေတေးရှင်ကိစ္စဆိုတော့ဘယ်နဲ့လုပ်တော့မလဲပြဿနာတည်းရရှင်းသွားပြီဘိုင်းရှမ်းချောင်းဟန်ပြီဆိုသည်ကောင်းပြီဒါဖြင့်အားလုံးမှတ်ထားကြလူနာစားလို့အစားတောင်းရင်ပထမတစ်နှစ်လောက်တော့ကစီလောက်ပဲပေးနောက်နေ့တွေမှာသမင်းကိုစီးနဲ့စားနဲ့ပဲပေး9ရက်မပြည့်မချင်းအသားဆိုဘာမှမပေးနဲ့အထူးသဖြင့်မွေးစားဖြစ်တဲ့ငါးနဲ့ဖားအောင်မကျွေးရအောင်ကျွေးပြီးရင်ဘာမှမတက်နိုင်တော့ဘိုင်းရှမ်းသည်လူနိုင်ကိုနောက်ထပ်စမ်းသက်ကြည့်ရှုစစ်ဆေးပြီးပြန်သွား၏
ဒေါ်လေးညုံမေနဲ့နင်းငွေတို့လည်းတဲတွင်းမှထွက်လာကြ၏နင်းငွေကလေတနက်ကိုပြန်လွှဲပြီးမှသတိရလျက်လှမ်းပြောသည်မငိမ့်သာဂျိုးဟောဒီမှာထားခဲ့တယ်နင်းငွေကစပင်းကိုတောက်ဖွင့်ပြီးတွန်းယူလာတယ်ခြံဝါး၌ညုံမေကစောင့်နေသည်ခြံပြင်သို့ရောက်နေပြီဖြစ်သောဒေါ်လေးကအော်သည်မလီကြားလိုက်ကြတာငါခြေထောက်ကအသေးရလာပြီညုံမေကရေပြီးဆို၏ဒေါ်လေးဒီလောက်ချောင်းရင်အိမ်ရောက်အောင်မြန်မြန်လျှောက်ပြီးပေါ့ဒေါ်လေးသည်အရေးအတိုင်းတစ်ခန်းကြောက်တိုင်းကိုဝေမှတ်လီသလိုမသိခုံဆွနှင့်ရှေ့မှမပြေုံတမဲသွားနေလမ်းတဲထူသည်တဲထူသောလမ်း၌စပိန်တွန်းရှောက်ရသည်မှာနှိမ့်ညုံမေကနှင်းငွေကိုဆောင်းရင်းဖြည်းဖြည်းလိုက်လာသည်စောင်းချအေးနေသည်လာယုံ၌တစ်ပင်ရိပ်တို့ကြောင့်လက်သည်ထင်တယ်လက်မထင်တယ်လက်ရှိနေ၏ညုံမေနှင့်နှင်းငွေတို့သည်စိတ်မှတ်မထင်ပူပူကက်ကက်ရှောက်လာမိကြသည်ညုံမေကမှတနခါနှံ့များသည်နှင်းငွေနှာဝတွင်တင်းနေသည်တဲထူရတွင်စပိန်ရှိပိန်နှင်းနေသောကြောင့်အားဆိုင်တွန်းလေတိုင်းကိုကရိမ့်ပြီးညုံမေနှင့်လက်မောင်းချင်းတိုက်မိလေတိုင်းအငွေ့ရနှွေးသည်အထွေရရှင်းရှင်းဖိဖိနိုင်၏ရင်ကတိုင်းခုန်လာ၏ညုံမေတို့ခြံသည်ကားလမ်းနှင့်မဝေချမ်းဝါး၌နှုံသားရလိုက်ကြ၏တူးမျက်နှာတူးလည်းစိုက်ကြည့်မိကြ၏လာရောင်၌ညုံမေအသားညူသည်မပေါ်ထင်ရှင်းမြသာဝင်းညက်တန့်စင်နေမျက်နှာကလဲနေစဉ်မျက်သားပြလွင်နေညုံမေရသာတပြင်းလေးရှိုက်ပြီးဆိုသည်ဒီချိန်ကြီးကြမှနေတယောက်တည်းပြန်လို့ဖြစ်ပါမလားနှင်းငွေဖြစ်ပါတယ်ညုံမေငါပြန်နေကြလမ်းမယ်ဒါထက်ဆီယမကြီးကိုဘာပြောပြရမလဲနင်အကျိုးကြောင့်ပြောပြရမှာပေါ့ပြီးတော့ငါ့ကိုခွင့်3ရက်ပေးပါလို့နော်မနက်ကိုချက်ချင်းသွားပြောငါမနက်မြို့ပြန်မရောက်ရင်ဆီယမကြီးစိတ်ပူနေလိမ့်မယ်ဆက်နော်နှင်းငွေအေးပါဟာငါသွားပြောပါမယ်ကဲဒါဖြင့်ပြန်တော့လေမိုးချော့တော့မယ်နှင်းငွေသည်ညုံမေရတစ်ချက်ကြည့်ပြီးစပိန်ကိုတွန်းလျက်ထွက်လာခဲ့သည်လမ်းမနီးရောက်မှပြန်လဲကြည့်မိသည်ချမ်းဝါလာရောင်အောင်၌ကြည့်နေစေဖြစ်သောကြော်ရှင်းတောက်တင်းသည့်ညုံမေကိုမြင်ရ၏ဘာကြောင့်မသိနှင်းငွေသည်ဝမ်းနေသွားမိသည်ကိုလည်းစိတ်တူမိသည်လောကဆိုသည်အားလည်းစိတ်နာမိသည်အဓိကအားဖြင့်ကိုမကျေနပ်မိဘာလို့မကျေနပ်မှန်းလည်းမသိနှင်းငွေသည်စပိန်တက်ခွာစီကတာဒီဘက်သို့အပြည့်နှင်းလာခဲ့ရသည်နောက်တနေ့နဲ့နက်၌နှင်းငွေသည်ခါတိုင်းထက်နောက်ကျလျင်အိပ်ရမှနိုးထားသည်မင်းညနေကညုံမေမှားသည်ကိုတတိယသောကြောင့်ကျောင်းသို့တုတ်ပြလာခဲ့ဆီယမကြီးရုံးခန်းတွင်မှရဲအုပ်တုံနှင့်ရဲချက်တူထွက်လာသည်ကိုတွေ့ရ၏ဆီယမကြီးစပွဲရှင်၌နှင်းငွေရမ်းမိသည်ဆီယမကြီးကခေါင်းခေါင်းလေးတစုံတရာကိုအတွေးနဲ့နေပုံရသည်နှင်းငွေကအသက်ပြေးမှဆီယမကြီးခေါင်းမောက်လာသည်။အော်မောင်နှင်းငွေပါလားဘာကိစ္စလဲ။ဆီယမကြီးသည်ပင်တော်ဖြစ်၍အသားဖြူရောနေသည်။မျက်မှန်အောင်မှမျက်လုံးများသည်အလုံးသိမ်မွေ့ကြည်လင်သောအသံသည်အေးချမ်းသမျှတည်ငြိမ်ရိုးသားမှုရှိသည်။ယခုမှမျက်လုံးများသိမ်မွေ့တော်လဲရီဝင်းနေအတန်လဲတော်ရင်နေကျွန်တော်ညုံမေကခွင့်နိုင်ခိုင်းလို့ပါ။ညုံမေကဘာဖြစ်ပြန်ပြီလဲမောင်နှင်းငွေ။ညုံမေတော့ဘာမှဖြစ်ပါဘူးဆီယမကြီးဒါပေမဲ့ဘာခက်မီပိုးထီလို့နှင်းငွေကဖြစ်ခဲ့သမျှကိုအတူချုံ၍အစီရင်ခံသည်ဆီယမကြီးသည်ဝန်းနေဟန်ခေါင်းခါ၏ဖြစ်မှဖြစ်ရလေရဲ့ဒါထက်မောင်နှင်းငွေမင်းငယ်ချင်းဘာခက်ကောအခုဘာဖြစ်နေရထင်လဲခင်ဗျာဆီယမကြီးကလေးပင်စွာတပြင်းရှိုက်လိုက်ဆီယမကြီးပြောသောစကားရက်သည်နှင်းငွေခေါင်းကိုမိုးကျုံမှတ်နေပြီလားဘာခက်ဖမ်းခံတယ်စကားကစီးဖမ်းထားလိုက်ပြီအခုတည်းမှသူ့ရဲ့ကိုကြီးရာသမင်ကိုရဲတွေကဆီယမကြီးစီလာမေးသွားကြတယ်